Hello amazing try on vlog မလုပ်ပြတာလေတော်တော်ကြာသွားပြီအဲ့အကြောင်းမို့ amazing ဒီနေ့ vlog မှာတော့ Zara ကဝယ်ထားတဲ့အင်ဂျီတွေကို amazing စမ်းပြမှာဖြစ်ပါတယ်အဲ့တော့ amazing vlog လေးကိုစိတ်ဝင်စားရင်ဆက်လက်ကြည့်ရှုလိုက်ပါနော်ပထမတစ်ထည်ကကြတော့ရင်ပြက် dress လေးဖြစ်ပါတယ် amazing 2ရဲ့ဒီအယောင်ရောပြီးရင်ဒီ polka dot print ရောအကုန်ကြိုက်တယ်ဒါပေမဲ့ဒီနားလေးက design ကိုတော့လုံးဝမကြိုက်ဘူးအဲ့နားလေးမှာဝေးရတာလည်းတိတ် comfortable မဖြစ်ဘူးနည်းနည်းကြက်ကြက်လေးဖြစ်နေရပါတော့ဒါလေးကကြတော့ holiday summer time နေတော့အရန်ကိုအဆင်ပြေတဲ့ outfit လေးဖြစ်တယ်ဒီ jeans စကတ်ကို amazing တော်တော်လေးကြိုက်တယ်ဒါပေမဲ့ခါမှာ amazing နဲ့နည်းနည်းခြောင်နေတယ်ပြီးရင်ဒီ top ကလည်းလက်နာလေးမှာခြောင်နေပေါ့နော်ပြီးရင် amazing selling ကဝယ်ထားတဲ့မျက်မှန်အတစ်လေးပါဒီနေ့စမ်းတက်ချစ်ပါမယ်ဒီမျက်မှန်လေးကတော့ amazing လိုချင်နေရကြာပြီပေါ့နော်ဘယ်သူတက်ရင်ဘယ်သူလှသွားမယ်ဆိုပြီးတော့ပြောနေကြလို့ပေါ့နော်ပို့ပြီးတော့စိတ်ဝင်စားသွားတယ်ဒီမျက်မှန်ကိုသူ့မျက်မှန်နဲ့ပါတဲ့ဒီအိတ်လေးကလည်းချစ်စရာလေးပေါ့ပေါ့ပါပါ fashion အနေနဲ့လည်းလွယ်လို့ရတယ်ပေါ့နော်Oh my god ဒီမျက်မှန်ကအခုလိုနှွေရဒီနဲ့လုံးဝကို like ဖတ်တဲ့မျက်မှန် Mason နဲ့လည်း like တယ်လို့ခံစားရတယ် Mason follower ဘယ်လိုမြင်လဲမသိဘူးเนาะဒီ outfit လေးကိုတော့ Mason အရန်ကြိုက်တယ်လုံးဝပေါ့ပါလေးပေါ့เนาะကြည့်လိုက်စကတ် design လေးကလည်းအရန်မရိုးဘာဖြစ်လို့လဲဆိုတော့ဒီကားလေးနဲ့လူငယ်ဆန်တယ်လို့ခံစားရတယ်ပြီးပေါ့ပါပေါ့เนาะနှွေရဒီမှာတတိယ outfit ကကြတော့မျက်စိအေးမဲ့ရိုးရှင်းလေးပေးတဲ့ elegant vibe လိုမျိုးလေးရွေးထားတယ်ပေါ့နော် Mason ဝယ်ထားတဲ့ဒီတောက်ဖက်နှက်လေးနဲ့တွဲဝတ်လိုက်ပါမယ်ဒီတောက်ဖက်နှက်ကကြတော့ Mason အယောင်လေးကြိုက်လို့ဝယ်ထားတာပြီးကြလို့ရှိရင်ဒီစကတ်လေးနဲ့လည်းလိုက်သွားတယ်ပေါ့နော်အိတ်လေးကကြတော့ Mason Chanel အိတ်လေးရွေးထားပါတယ်ဘာဖြစ်လို့လဲဆိုတော့ classic vibe လေးရချင်လို့ပေါ့နော်အရန်ကြိုက်တယ်သူ့ရဲ့စကတ်လေးကလည်းအရန်ကို comfy ဖြစ်တယ်အိုးအရန်လာရ Mason အရန်ကြိုက်တယ်လို့ဘာမှပြောတတ်တော့ဒီ outfit လေးကကြတော့ Mason ကိုရင့်ကျက်ပြီးတော့ smart ဖြစ်စေတဲ့ main လေးလိုမျိုး vibe ပေးတယ်ပြီးရင်ဒီစကတ်လေးကကြဒီလိုမျိုးလေးလဲလိုက်လို့ရှိရင်ဝဲကားလေးနဲ့ကိုယ့်ကို princess လိုမျိုးခံစားချက်လေးပါထပ်ပေးရပြီးရင်နွေရာသီနဲ့လည်းအရန်ကိုလေးဝင်လေးထွက်ကောင်းတဲ့စကတ်ဖြစ်တယ်ပေါ့နော်ဒီ outfit ကကြတော့ top ကကြတော့ Mason အလိုကဝယ်ဟာ Zara မဟုတ်ဘူးဒီစကတ်ကွာကြတော့ Mason အရန်ကြီးမကြိုက်ပါဆိုအရန်ကြက်လွန်နေပြီးအရန်ကိုတိုးတယ်ပေါ့နော်ပြီးရင် Mason တို့ဝေးရတာလဲ Mason comfy တိတ်မဖြစ်ဘူးကြက်ထုံနေပေါ့နော်လမ်းလျှောက်ရတာအစားခက်နေရယ် accessory ကမလိုက်မှန်တည်ရဒါပေမဲ့ဝတ်ထားနဲ့မဝတ်ထားနဲ့ပြန်ရှင်ကြီးရောလဲဝတ်ထားတာလဲအဆင်ပြေတော့ Mason ထပ်ပြီးဝတ်လိုက်ပါမယ်နောက်ထပ် outfit ကကြတော့ Mason Polo Ralph Lauren ကဝယ်ထားတဲ့ zip up jumper လေးဆန်းလိုက်ပါမယ်ဒီ jumper ကကြတော့လုံးဝကိုအနီတောင်းပေါ့နော်အောက်ကကြတော့ Zara စကတ်လေးဖြစ်ပါတယ်ဒီလို outfit နဲ့အလိုက်ဖက်ဆုံးပြောပါဆိုလို့ရှိရင် I would say long boots ပေါ့နော်ဒီနေ့ဝယ်ထဲမှာအကြိုက်ဆုံးပြောပါဆိုလို့ရှိရင်တော့ Mason ဒီ boots ကိုအကြိုက်ဆုံးပဲဘာလို့ဆိုတော့သူ့ချိလိုက်တာနဲ့လုံးဝ quality ရှိပြီးတော့လုံးဝ luxury ဆန် vibe လိုမျိုးပေးရပြီးအတွင်းထဲမှာဆိုလဲနှွေးနေမှာပေါ့နော်အခုလာမယ့် winter မှာပုံမှန် boots တွေဆိုလို့ရှိရင်အတွင်းနဲ့ထိုးဝေးရတာအရန်ခက်တယ်ဒါပေမဲ့ဒါလေးကချလော်ဆိုပြီးတော့ဝင်သွားတာပေါ့နော်အရန် comfy ဖြစ်တယ်ပြီးတော့ Mason ဒီ boots နဲ့တွဲဝတ်လိုက်ပါမယ်တော်ကြည့်လိုက်ပါအောင်လုံးဝကိုအရန်ကိုအထာကျသွားတဲ့ look လေးပေးတယ်မျက်မှန်လေးကတတ်သွားလိုက်တော့plus ဖြစ်သွားပြီပေါ့နော်ကို look ကဒီ outfit ကိုကြတော့အခုလာမဲ့ spring တော့မ winter မဝတ်ဖို့အတွက်စီစဉ်ထားတယ်အခုသွားဖို့လို့ကကြတော့မလေးအရေးပြောသွားလိမ့်မယ်ပူလွန်းလို့ဒီ jeans ကတ်ကို Mason အယောင်ရောပြီးရင်ခပတ်ရောအကုန်လုံးကြိုက်တယ်ဒါပေမဲ့ပြဿနာ Mason နဲ့မတော်ဘူးအဲ့တော့ Mason မိုးပြတော့ပါဘူးဒီနေ့မှာဒီနေ့ရဲ့ trial vlog ကကြတော့ဒီမှာပဲရက်လိုက်ပါတော့မယ်အဆုံးထိကြည့်ရှုပေးတဲ့အရောက်စတိုင်းကြည့်စုအများကြီးတင်ရှိပါတယ်နောက်ထပ် vlog တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်အော်ဒါနဲ့ Mason ကိုဘယ် outfit နဲ့အလိုက်ဆုံးလဲဆိုတာလည်းပြောပြတော့ကြအောင်နော် thank you bye bye love you